အားလုံးပဲမင်္ဂလာပါကဲမေးရတဲ့ညီလေးအင်ဂျင်ကပ်ပန့်ကတဲ့ကပ်ပန့်ကဝင်ရုံဝင်ဆွဲနဲ့အင်ဂျင်ဟိုဘောနော်ဆက်တစည်းအယုံဆွဲနဲ့ကပ်ပန့်နဲ့ဆိုင်လာတဲ့နောက်ကျတော့သူကကပ်ပန့်ကဒီဘာဒီအလုပ်လုပ်သေးတယ်ပေါ့နော်ဒီကကပ်ပန့်အလုပ်လုပ်တာကညီလေးဒီရှေ့ကဂေါ်တင်ကော်ကြရဲ့ဘယ်ဟိုဒါပေါ့ဘယ်အကွေးညာကွေးရယ်နော်နောက်ကပြောင်းတင်ချရဒါအလုပ်လုပ်တယ်နောက်ကျတော့ဝန်အယုံအဆွဲကကပ်ပတ်နဲ့ဆိုင်လားဆိုတော့ဓာတ်တော့မဆိုင်ဘူးနဲ့တော်ရတော့နီးတော့ဆိုင်တယ်ဒါပေမဲ့သူကဝန်ဆက်တစည်းအယုံဆွဲကအင်ဂျင်နဲ့လည်းဆိုင်လို့ ASD ပတ်နဲ့လည်းဆိုင်တယ်ဂီယာဘောနဲ့လည်းဆိုင်တယ်နော်ဒါဟိုဇာဝန်အယုံအဆွဲကိုပြောနော်အဲ့တော့ဘာကြောင့်မို့လို့ဒီကပ်ပတ်နဲ့ကသွားဆိုင်ဒီကပ်ပတ်နဲ့ကသွားဆိုင်လဲလို့မေးရင်ဘိုးတို့ကကပ်ပတ်ကနေပြီးတော့ဟိုက်ဒရိုလစ်ကန်နဲ့ကစီကိုယူပြီးတော့ကျန်တဲ့ဟိုက်ဒရိုလစ်လိုင်းကိုသွားတယ်ဒါကတလန်းကြောင်းနော် ASD ပတ်ကနေပြီးတော့လေဒီဟိုက်ဒရိုလစ်ကန်နဲ့ကဒီ ASD ပတ်ယူပြီးတော့ဒီရှေ့တို့နောက်ဆိုဘာညာကွိကွာကိုသူကအလွတ်လွတ်ပေးတယ်အဲ့တော့လမ်းကြောင်းတစ်ခုမှာ ASD ပတ်ကပဲ error ပဲဖြစ်ဖြစ်ကပ်ပတ်က error ပဲဖြစ်ဖြစ်ဒီရှိတဲ့အမုံအမွားဒီထဲမှာဖြစ်လာတဲ့တန်မုံတန်ဆအမုံအမွားသူဝင်လို့ရတဲ့လမ်းကြောင်းမှန်သမျှကနော်ကျွန်တော်ဒီဟိုက်ဒရိုလစ်ကန်ထဲကိုပဲပြန်သွားတဲ့အတွက်ကြောင့်မို့လို့ဆိုင်တယ်လို့ပြောတာတွယ်ဝိုက်သောနီးနဲ့ဆိုင်တယ်နော်ဘာလို့ဆိုတော့ဒီကန်ထဲကစီကိုကပ်ပတ်လည်းယူတယ်သူနဲ့သက်ဆိုင်ရာဌာနကိုပြန်ဖြန့်တယ် AHD ပန့်ကလည်းဒီဟိုက်ဒရိုလစ်ကန်ထဲကစီကိုယူတယ်သူသက်ဆိုင်တဲ့အလုပ်ကိုလုပ်တယ်ပြီးတော့ဒီပိုရှင်နဲ့ဒီ over ဖြစ်တဲ့ဟာတွေကိုဒီသူ recycle လုပ်ပြီးတဲ့ဟာမှန်တယ်မြောက်ဒီကန်ထဲပဲပြန်ပို့တယ်ကပ်ပန့်လည်းဒီသူလှုပ်ပြီးတဲ့မှန်တယ်မြောက်သူ့ဘာသူဘာပဲဖြစ်ဖြစ်ရှိသမျှအမုံမမှန်တယ်မြောက်သူ့လမ်းကြောင်းကနေပြီးတော့လှုပ်ပြီးတဲ့တပြိုင်တည်းသူကန်ထဲပဲသူကပြန်ပို့တာအဲ့တော့ကပ်ပန့်ကမှားလို့ကန်ထဲပြန်ပို့တဲ့ထဲမှာစီထဲမှာအမုံမွားပိုင်ဒီ ASD ဘက်ကပြန်ဆုပ်တဲ့အချိန်မှာလေဒီအမုံမွားက ASD ဘက်ကိုဒုက္ခပေးနိုင်တယ်နော်အဲ့ဒီဘက်ကမှားလို့ကပ်ပန့်နဲ့ရောက်တဲ့အမုံမွားကလည်းဒီကန်ထဲကို18လီတာကန်ထဲကိုရောက်တဲ့အမုံမွားကလည်းဒီ ASD ဘက်ကယူသုံးမယ်ဆိုရင်သူလည်းဒုက္ခပေးနိုင်တယ်အဲ့အတွက်ကြောင့်မလို့ဒီတွယ်ဝတ်သောနီးနဲ့တော့တတ်ဆိုင်တယ်ဓာတ်ရိုက်ကြီးတတ်ဆိုင်လားဆိုတော့မဆိုင်ဘူးဘာဖြစ်လို့လဲဆိုတော့ဘာဖြစ်လို့ငန်းကြီးအကူကြီးဆိုင်တယ်လို့ပြောလဲဆိုတော့ဒီဝန်အယုံဆွဲဆက်တစည်းအယုံဆွဲကအင်ဂျင်နဲ့လည်းဆိုင်တယ်ဆိုတော့ပြောသလိုဂီယာဘောနဲ့လည်းဆိုင်တယ် ASD ပတ်နဲ့လည်းဆိုင်တယ်နော်အဲ့တော့ကပ်ပန့်ကြောင့်ဖြစ်လာတဲ့ပြဿနာမှန်တယ်မှာ ASD ပတ်ကဓာတ်ရိုက်လို့မဟုတ်ကြီးမဟုတ်တော့တွယ်ဝတ်သောနီးနဲ့ခံရတဲ့အတွက်ကြောင့်မလို့ကပ်ပန့်ဒုက္ခပေးရင်လည်း ASD ပတ်ကိုတော့ဒုက္ခပေးနိုင်တဲ့အတွက်ကြောင့်မလို့ဆိုင်တယ်လို့ပြောတာပါအဲ့တော့အားလုံးပဲဆင်ပြေကြပါစေ